ဒီဇင်ဘာ10ရက်နေ့မနက်မှာဩစတြေးလျနိုင်ငံတဝမ်းမှာနေထိုင်တဲ့အသက်16နှစ်အောက်ကလေးတွေအားလုံးရဲ့ Facebook, TikTok, Instagram အပါအဝင် social media အကောင့်တွေအကုန်လော့ကျပြီးအပိတ်ခံလိုက်ရတယ်။တကယ်လို့ဒီကလေးတွေ online ပေါ်ရောက်နေတာတွေ့ရင်ရောက်နေတဲ့ social media company ကအတန်း90အထိတန်ကြီးဆောင်ရမယ် online လုံခြုံရေးဥပဒေကိုလည်းဩစတြေးလျကပြဋ္ဌာန်းလိုက်တယ်။အဲ့တော့ကျွန်တော်တို့မသိပဲဘာတွေဖြစ်နေရလဲ။ကိုရန်ကလည်း social media ပေါ်မှာ YouTuber လို့ influencer လို့ရက်တည်နေတဲ့သူဆိုတော့ဒီအကြောင်းဒီကိစ္စရဲ့နောက်ွယ်က social media ပေါ်မှာဖြစ်နေတဲ့ပြဿနာအကြီးတစ်ခုအကြောင်းပြောပြတဲ့နယ်လို့ထင်လို့ဒီဗီဒီယိုကိုအခုနဲ့အစောကြီးရိုက်ဖြစ်သွားတာပါ2009မှာ iPhone ပေါ်လာတယ်အင်တာနက်ကိုအဲ့ခေတ်ကကွန်ပျူတာတွေမှာသုံးသလိုမြင်ကွင်းအပြည့်နဲ့ဖုန်းပေါ်မှာပထမဆုံးစမြင်ရတာပဲခြားကပ္ပစီတွားလို့ရတဲ့အိတ်ကက်တရထွက်ပေါက်ပေါ်တယ်လို့ပါထင်ထားကြတယ်ဆက်ဖြစ်လာမဲ့ပြဿနာအကြီးကြီးတွေကိုဘယ်သူမှမသိကြသေးပါဘူးဒီအကြောင်းအရာတွေနဲ့ပတ်သက်ရင်မဖြစ်မနေတွဲပြီးပြောရမှာတော့ဒီ Ancient Generation ဆိုတဲ့စာအုပ်ပေါ့နော်လက်ရှိအခု Australia မှာပြဋ္ဌာန်းလိုက်တဲ့ဥပဒေရတယ်ဒီစာအုပ်ပေါ်အခြေခံလာတယ်လို့ပြောရင်တော့ရတယ်နောက်ခုမှာ iPhone စပေါ်လာတယ်2010မှာ selfie ဆွဲလို့ရတဲ့ကင်မရာတွေနောက်ထပ် social media တွေအားကောင်းလာတယ်ဒီ4-5နှစ်အတွင်းမှာကျွန်တော်တို့ရဲ့လူနေမှုပုံစံကလုံးဝပြောင်းသွားတာဗျ2009လောက်ကလူတယောက်က time travel ဖြစ်ပြီးတော့2025ကိုသာရောက်လာရင်ကျွန်တော်တို့သိပ္ပံရုပ်ရှင်ကားတွေတည်းရလို့ပဲလူတွေအကုန်လုံးကဒီ4000အပြားလေးကိုတောက်လျှောက်ရထားပုံမှာကားပုံမှာအိမ်မှာကျောင်းမှာအကုန်လုံးကဒီအပြားလေးကိုပဲတောက်လျှောက်ကြည့်နေကြတာဒါဘာတွေဖြစ်ကုန်တာလဲလို့ထူးဆန်းနေမှာအသေးချပဲဆိုတော့နောက်ထပ်အရေးကြီးတဲ့အချက်လက်တစ်ခုကတော့2010နောက်ပိုင်းမှာကျွန်တော်တို့လူတွေမှာဖြစ်လေဖြစ်တာရှိတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာလို့ပြောလို့ရတဲ့စိတ်ကြယောဂဖြစ်တာတို့တခြားသူတွေနဲ့ရှင်ပြီးကိုယ့်ဘဝကိုအားမလို့အားမရဖြစ်တာတို့မိဘတွေကိုမကျေနပ်တာတို့ဒီလိုမျိုး mental issue တွေက2010နောက်ပိုင်းမှာ145%အထိထိုးတက်လာတယ်သူတို့ပြည့် Gen Z လို့ခေါ်တဲ့2000ခုနှစ်နောက်ပိုင်းမွေးလာတဲ့သူတွေစီမှာပို့ဆိုတယ်အဲ့တော့ဗာလေမင်းကဖုန်းတွေကြောင့်ဒီလိုပြဿနာတွေဖြစ်လာတယ်လို့ပြောနေတာလားတခြားအကြောင်းအရာတွေလည်းရှိတာပဲစီးပွားရေးကျဆင်းတာတို့ pandemic တို့ 9/11 တို့ဘာလို့လိုမျိုးတကယ်ဖြစ်ရဆိုးတွေကြောင့်လည်းဖြစ်နေတာပဲအဲ့တော့အချက်အလက်နဲ့ထပ်ပြီးတော့စာရေးဆရာ height ကပြောပြတယ်စီးပွားရေးကျဆင်းတယ်ဆိုလို့ရှိရင်1980နောက်ပိုင်းမှာလည်းစီးပွားရေးအရန်ကိုဆိုးဆိုးရွားကျဆင်းခဲ့တဲ့အခြေအနေတခုရှိခဲ့ဘူးလေအဲ့ဒီလိုမျိုး mental issue တွေကညီးရထောင်မှတ်ပြီးတော့လာတာမျိုးမရှိခဲ့ဘူးနောက်ထပ် pandemic ကိုလွှဲချမယ်ဆိုပြန်တော့လေဒီ pandemic မဖြစ်ခင်ကတည်းကဒီ mental issue တွေကထိုးတက်လာတာ 9/11 တို့ဘာလို့လိုမျိုးဖြစ်ရမျိုးတွေကြောင့်လို့ဆိုခြင်းပြန်တော့လေဒီအဖြစ်ပြက်ဒီ mental issue တွေကနိုင်ငံတနိုင်ငံနဲ့ဥပမာ American နိုင်ငံတနိုင်ငံနဲ့ UK တနိုင်ငံနဲ့မြန်မာတနိုင်ငံနဲ့တနိုင်ငံထဲမှာဖြစ်နေတာမျိုးမဟုတ်ဘဲနဲ့တကမ္ဘာလုံးအတိုင်းအတာအရဒီပြဿနာတွေကကြီးထွားလာတာ2012မှာ Facebook က Instagram ကိုဝယ်လိုက်တယ်နောက်တော့ promote တွေကြော်ညာတွေ share လုပ်ပြီးတော့လူသုံးများအောင်ပိုသုံးခြင်းလာအောင်ဆွဲဆောင်တယ်ပုံတင်တဲ့ social media platform ဖြစ်တဲ့အတွက်အလှပကိုပို့ပြီးတော့စိတ်ဝင်စားတဲ့ main ကလေးတွေအတွက်အရန်ကိုသဘောကျစရာနေရာဖြစ်လာတယ် side effect အနေနဲ့လှတဲ့ main ကလေးတွေဆိုရင်အားကြတာသူတို့သုံးတာ like သုံးတာသူတို့ဝတ်တာလေးတွေကြည်ထားပြီး like ဝယ်တာဒီမျိုးတွေလုပ်နေနေ constant comparison လို့ခေါ်တဲ့အမြဲတမ်းလို့ကိုနဲ့နှိုင်းယှဉ်ကြည့်နေတာမျိုးတွေရှိလာတယ်အဲ့နေရာမှာဒီ influencer တို့ YouTuber တို့ streamer တို့လိုလူတွေရဲ့အခန်းကဏ္ဍစဝင်လာတယ်ကျွန်တော် Kim Kardashian တို့ Aisha တို့ Kai Cenat တို့ Mr. Beast တို့ဒီလိုမျိုး influence အရန်ကြီးတဲ့သူတွေရဲ့နေထိုင်ပုံတွေအပြုတ်မှုအပြောဆိုတွေကအများကြီးစကားပြောလာတယ် Kim Kardashian ကသူခင်မှာဆိုအရန်ကိုလွှမ်းမိုးမှုကြီးခဲ့တဲ့သူတစ်ယောက်။ခင်ကသူ့ရဲ့ကြော်ကြားမှုပို့ပြီးတော့ကြီးမားလာဖို့အတွက်တမင်အကွက်ဆင်ဖန်တီးတဲ့ state play တွေအများကြီးရှိခဲ့တဲ့ဆိုတာကိုနောက်ပိုင်းမှာသူ့ဝင်တဲ့ဟောင်းနေစီကထွက်ပေါ်လာတယ်။လိုအပ်တာထက်ပိုလွန်းတဲ့ခမ်းနားတဲ့နေထိုင်မှုဘဝပုံစံတွေဒီ professional ကြကြပြင်ဆင်ထားတဲ့အလားတက်ပုံတွေဒါတွေကမရင်းကျက်သေးတဲ့စေကျော်သက်လူငယ်တွေအတွက်ကိုအားမလို့အားမရဖြစ်စေတဲ့အရာတွေဖြစ်မှန်းမသိဖြစ်လာခဲ့တယ်ကျွန်တော်တို့ရဲ့ဖုန်းတွေတစ်နေ့ကို notification ဘယ်နှဆောင်ဝင်နေဆိုတာရှိဘူးလားကျွန်တော်တစ်ခေါက်ရှိဘူးတယ်အဆောင်80ကျော်တယ်ကျွန်တော်ရဲ့ page က notification တွေမပါသေးဘူးပုံမှန်သုံးတဲ့သူတယောက်အတွက်ဘယ်နှဆောင်ဝင်လဲကိုရေးကြည့်ထားတာပေါ့နော်ဒါတော့ကျွန်တော်က social media ကို personal account တွေတိတ်သုံးတဲ့အထက်မပါဘူးဒီစောက်ထဲမှာတော့ internet သုံးတဲ့သူတယောက်အတွက်ပြန်ပြန်တစ်နေ့ကို notification 192ခုဝင်နေရှိတယ်လို့အချက်လက်တွေရပြောထားတယ်ဒါကကျွန်တော်တို့အိတ်တဲ့အချိန်8နာရီဖယ်လိုက်လို့ရှိရင်9မိနစ်ကို notification တစ်ခုနဲ့သူတို့ရဲ့ app တွေကိုသုံးဖို့အတွက် app တွေကလှမ်းပြီးတော့ခေါ်နေတာဗျ။မှန်တော့ကျွန်တော်တို့ကဖုန်းဆွဲတာမဟုတ်ဘူး။ဖုန်းဆွဲအောင်လို့ကဘာကျော်နီးပညာ Camly တွေကစနစ်တကျ algorithm တွေနဲ့စီစဉ်ထားတာလို့စာရေးဆရာ height ကတော့ရေးရေးတင်းတင်းပဲပြောထားတယ်။ TikTok ကလည်း notification တွေပေးပြီးတော့သူ့ app ကိုလာသုံးဖို့ခေါ်တယ်။ Facebook, Instagram, YouTube, X, Snapchat အကုန်လုံးပဲဗျာ။ပြောနေရင် Christmas လက်ဆောင်လေးကိုဒီမှာလာယူပါဆိုတော့ notification တော့တက်လာသေးတယ်။အဲ့တော့နောက်ပိုင်းကဘယ်လိုဖြစ်လာလဲဆိုတော့ TikTok မှာကြည့်နေရင်ပထမ second ပိုင်းလောက်မှာစိတ်ဝင်စားရင်နောက်တစ်ခုကြော်
ဟုတ်ရင်လည်း Facebook ပေါ်တက် YouTube ပေါ်သွားပြီးရင် TikTok ပေါ်ပြန်သွား YouTube ပေါ်ရောက် Facebook ပေါ်ပြန်တက်နဲ့ attention deprivation ပေါ့အာယုံတွေကပြန်လွင့်နေအောင်လို့လေ့ကျင့်ပေးသလိုဖြစ်လာတယ် ADHD လို့ခေါ်တဲ့ဒီဟာလုံနေတဲ့ဟိုဟာကိုပြောင်းလို့ချင်တာဆိုတော့ဒီတစ်ခုကမပြီးသေးဘူးစိတ်ဝင်စားတော့တာမေးတတ်တာဒါတွေကဒီ smartphone တွေ social media တွေပေါ်လာပြီးတော့မှတိတိတတ်တာကြီးမားလာတဲ့စိတ်ပိုင်းဆိုင်ရာအထီးကိမှုပြဿနာတွေဒီပြဿနာတွေကိုအရွယ်မရောက်သေးတဲ့မရင့်ကျက်သေးတဲ့ကလေးတွေကလုံးဝမရင်ဆိုင်တဲ့အခြေအနေလို့စာရေးဆရာ height ကတော့သတ်မှတ်တယ်အဲ့အတွက်ဖြည့်ရှင်းနည်း၄ခုလည်းတခါတည်းသူကပြောပြထားတယ်ပထမတစ်ခုကအသက်14နှစ်မတိုင်ခင် internet ပါတဲ့ဖုန်းပေးမသုံးသင့်ဘူးနောက်ထပ်16နှစ်မတိုင်ခင်မှာ social media မသုံးသင့်သေးဘူးကျောင်းနေမှာ phone free school ဆိုပြီးတော့ဖုန်းပေးမသုံးတဲ့ကျောင်းတွေစီစဉ်ဖို့နောက်ထပ်အပြင်လောကမှာလွတ်လွတ်လပ်လပ်ပေးစောဖို့ဆိုတော့ပါအပြင်လောကမှာစော့တာအပြင်မော်တက်ဘာတက်နဲ့ချီကျိုးလက်ကျိုးဖြစ်မယ်ရော့ဖုန်းတော့အိမ်ထဲမှာပဲနေဆိုတာမျိုးကအန်ဒီများတယ်ဖုန်းထဲမှာအပြင်မော်တက်လို့ချီကျိုးလက်ကျိုးဖြစ်တဲ့အများကြီးပို့ပြီးတော့အန်ဒီရှိတဲ့အရာတွေကြီးလို့ရတယ်ဒါတွေကိုသတိထားဖို့လိုတယ်ဆိုပြီးတော့ဒီစာအုပ်ထဲမှာအချက်အလက်တွေကိုကန်ပြီးတော့စနစ်တကျပြောပြသွားတယ်လက်ရှိဒီဥပဒေတွေထွက်လာတာကလည်းဒီစာအုပ်ကြောင့်လို့ပြောလို့ရတဲ့အထိတက်ရောက်မှုကြီးမားတဲ့စာအုပ်တော့ပါလက်ရှိမှာတခြားသောဒီ EU နိုင်ငံတွေကလည်း Australia ရဲ့အခြေအနေကိုကြည့်ပြီးတော့သူတို့ရဲ့နိုင်ငံတွေမှာပါဒီဥပဒေကိုကျင့်သုံးမယ်ဆိုတဲ့အခြေအနေတွေလည်းမြင်နေရတယ်ပြောလို့တော့မရဘူးသိမကြခင်တကဘာလုံးမှာဒီလိုမျိုးဥပဒေတွေပြဋ္ဌာန်းလာတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒီ smartphone တွေ social media တွေကြောင့်ကိုrate တက်လာတာမျိုးတွေဒီမျိုးအချက်လက်တွေအများကြီးဒီစာအုပ်ထဲမှာထပ်ပြီးတော့ပါသေးတယ်ကျွန်တော်ယောက်ျားလေးတွေအတွက်ဆိုလို့ရှိရင်ဖြစ်များနေတဲ့အရာက3ရက်4ရက်လောက်ဇက်တိုင်းမအိပ်မနေ game ဆိုလို့စေရုံကြော်သွားတာမျိုးတွေဒီမျိုးပြဿနာတွေအကြောင်းလည်းဒီစာအုပ်ထဲမှာပါတယ်ချောင်း pro လေးတို့ဘာလို့ကြောင့်ဖုန်းရိုက်ခွဲတာတွေပါရတော့စာရေးသူလည်းသိပုံမပေါ်ဘူးဆိုတော့ဒါကတော့လက်ရှိနိုင်ငံတကာမှာအလေးထားပြီးဆောင်ရွက်နေရတဲ့ဒီကလကာနောက်ွယ်ရာနည်းပညာကုမ္ပဏီတွေရဲ့အစိုးရဥပဒေချမှတ်တဲ့သူတွေရဲ့ကြားမှာချနေကြတဲ့ပြဿနာကြီးပေါ့နော်ကိုယ်တိုင်ကလည်း social media ပေါ်မှာဗီဒီယိုတွေဖန်တီးနေတဲ့သူဆိုတော့ဒီကိစ္စဒီပြဿနာကဒီဘက်ခေတ် social media သုံးနေတဲ့သူတွေအားလုံးသိတဲ့နေထင်လို့မနေ့3နာရီထိုးအထိဖုန်းထိုင်သုံးနေနေ sharing လုပ်လိုက်ပါတယ် I wonder how